ဒီလိုအရာပြောင်းလဲနေတဲ့ခေတ်ကြီးမှာသိကြတာတခုကတော့ဒီလိုလုပ်ငန်းသုံးကားလေးတွေကိုသိရာခဏန်းလေးပဲပေးပြီးတော့ဝယ်မယ်ဆိုရင်ပြန်ပြီးတော့ရစီမယ်အကျိုးမြတ်ကတော့အစပေါင်းများစွာပြန်ရဖို့ကတော့အတိအကျပါပဲဒီကားလေးကတော့ Wulin Tiju ရဲ့ N300B လေးပဲဖြစ်ပါရဲ့ရှင်သူကဒီ2026မှာထွက်ရှိထားတဲ့နောက်ဆုံး model လေးပဲဖြစ်ပါရဲ့ရှင်ဘောနက်ဖုန်းလေးဆိုရင်လည်းဖွင့်ရတာလွယ်တကူရှိပြီးတော့သူ့နေရာလေးနဲ့သူတသက်ရက်လေးရှိနေမယ်နောက်ပြီးဒီကားလေးကအကောင့်လေးသေးပေမဲ့အချက်ပေါ်ဆိုရင် 1.5cc နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုအသုံးဝင်ပြီးတော့ရုံးဆက်ကောင်းတဲ့ကားလေးဖြစ်ပါတယ်အချိန်ကလည်းလုံးဝရှင်းလင်းနေပြီးတော့ဒီဘက်ပါစင်ဂျာခုံအောက်လေးမှာပါရှိမှာဖြစ်ပါရဲ့ရှင်ခီယာငါးချက်ပါဝယ်မှာဖြစ်ပြီးတော့ရုံးအားဆွဲရလည်းအထူးကောင်းပါမှာရှင်နောက်ပြီးဒီကားလေးရဲ့အသာချက်ကတော့ပါဝါဝင်းတို့တွေလည်းဖြစ်သွားပြီးတော့ဒီဘက်တကားပိတ်ဘက်လေးမှာဆိုရင်ပိတ်သားလေးနဲ့တခြားလေးကိုလုပ်ပေးထားတော့ကြည့်လို့လည်းလှသေးရဲ့နောက်ပြီးရေဒီယိုလည်းပါမယ်အဲဖုန်းလည်းတော်တော်လေးကိုအေးတဲ့ထဲမှာပါတယ်12 volt 120 watt ရှိရဲ့ secret lighter outlet လေးလည်းပါဝင်ပါသေးတယ်။သူ့ရဲ့ထိုင်ကုန်လေးတွေမှာဆိုရင်ရှောင်းမိုင်းသားလေးနဲ့လှုပ်ထားပြီးတော့ခက်ဟိုလာလေးလည်းပါတော့ဒီမှာအေးဘူးလေးရေဘူးလေးလည်းထည့်လို့ရအောင်မယ်။သူ့ရဲ့ cargo tank ကလည်း10ပေနဲ့မှ10လက်မအောင်ရှိရဲ့။နောက်ပြီးရင်တင်နိုင်စားဆိုရင်သူကတဒံအထိတောင်တင်နိုင်ပါရဲ့ရှင်။ဒီလိုအရန်အသုံးဝင်တဲ့လုပ်ငန်းသုံးကားလေးကိုဝယ်ယူမယ်ဆိုရင်တော့ကိုယ့်ရဲ့အမီပေါက်လည်းရမယ်နောက်ဆုံးနံပါတ်0ကီလိုစီးရမှာဖြစ်ပြီးတော့ branding ဆိုရင်လည်း3 gear နဲ့ကီလိုဆိုရင်3သိန်းထိပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဘာမှလှည့်ကြည့်ကြမျိုးတော့စိတ်ချလက်ချဝယ်ရုံပဲဒီကားလေးကိုလာရောက်ကြည့်ရှုဝယ်လို့ပါကအမှတ်24မကြီးကြီးလာဆက်ဆောင်မှုနဲ့မှာရှိတယ်ညီမတို့ MGC Auto ကားစိတ်စင်တာမှာလာရောက်ကြည့်ရှုပြီးဝယ်နိုင်ပါပြီရှင်ကျေးဇူးတင်ပါတယ်